လူငယ်လေးတစ်ယောက်ဟာလုပ်ငန်းခွင်ထဲမှာမြေတူးဆက်မောင်းနေရင်းနဲ့မထင်မှတ်ပဲရှေးဟောင်းဆန်တဲ့တစ်တာတစ်လုံးကိုတူးဖော်မိခဲ့တယ်။သူကချက်ချင်းပဲအောက်ကိုဆင်းပြီးအဲ့ဒီတစ်တာကိုကောက်ယူလိုက်ကဖွင့်ကြည့်လိုက်တဲ့အခါမျက်စိချင်းမတက်တောက်ပတ်နေတဲ့ရွှေတင်ငါးတွေကိုတွေးလိုက်ရလို့အံ့သသွားခဲ့ရတယ်။အဲ့ဒီအချိန်မှာပဲသူအသေးရရှိထားတဲ့ယတနာရှာဖွေရေးစနစ်ကဒီရွှေတင်ငါးတွေဟာစုစုပေါင်း3.8 ကီလိုဂရမ်ရှိပြီးတန်ဖိုးက2 တန်းခွဲရှိတယ်လို့ဖော်ပြပေးခဲ့တယ်။ဒီလောက်ထိချမ်းသာသွားပြီဆိုတော့သူဟာကန်ထရိုက်တာရဲ့မျက်နှာချိုသွေးမှုကိုခံစရာမလိုတော့အားကြောင့်အလုတ်ကချက်ချင်းထွက်ပြီးချင်းရှိယတနာဆိုင်ကိုရွှေတင်ငါးတွေရောင်းဖို့ရောက်လာခဲ့တယ်။မထင်မှတ်ပဲချောမောလာပါတဲ့ဆိုင်ရှင်မျိုးသမီးကရွှေတင်ငါးတစ်ပြားကိုယူကြည့်လိုက်တာနဲ့မျက်နှာပြက်သွားပြီးဒါတွေဟာစုဆောင်းရကျုံနဲ့တဲ့ဟွမ်ယွမ်ရွှေတင်ငါးတွေဖြစ်မှန်းသိသွားခဲ့တယ်။သူမကတစ်ပြားကို8 သိန်းလုံးနဲ့ချက်ချင်းဈေးပေးပြီးဝယ်ယူခဲ့တာကြောင့်တင်ငါး30နှစ်ပြားအတွက်စုစုပေါင်း24 တန်းရရှိခဲ့တယ်။ဒီဈေးနှုန်းကသူမျှော်လင့်ထားတာထက်10 ဆလောက်ပိုများနေတာကြောင့်လူငယ်လေးကဝမ်းသာအားရနဲ့သဘောတူလိုက်တယ်။ဆိုင်ရှင်မလေးကသူမရဲ့လိပ်စာကတ်ကိုပေးပြီးနောက်မှလည်းအတူတူလက်တွဲလုပ်ဖို့ပြောခဲ့ရမှာလူငယ်လေးကလည်းပြဿနာမရှိကြောင်းပြန်ပြောခဲ့တယ်။အဲ့ဒီအချိန်မှာပဲသူ့ဖုန်းထဲကိုငွေ24 တန်းဝင်လာတဲ့အကြောင်းကြားစာရောက်လာခဲ့ပြီးသူဟာအိမ်ကလူတွေကိုဒီသတင်းကောင်းပြောပြဖို့စိတ်လှုပ်ရှားစွာနဲ့ပြန်လာခဲ့တယ်။ဒါပေမဲ့အိမ်ရှိကိတ်ပေါက်ထဲလဲဝင်လိုက်ရောသူ့မိဟာဇနီးဟောင်းနဲ့တခြားလူစိမ်းတွေရဲ့နှိပ်စက်မှုကိုခံနေရတာကိုတွေ့လိုက်ရတယ်။အကြောင်းစုံကိုမေးကြည့်လိုက်တော့ဇနီးဟောင်းကသူ့နာမည်ကိုသုံးပြီးအပြင်မှာငွေ2 သိန်းချေးထားခဲ့ပြီးအခုတော့အဲ့ဒီလူတွေနဲ့ပေါင်းပြီးအိမ်ထိငွေလာတောင်းနေတာဖြစ်နေတယ်။ဇနီးဟောင်းကသူ့ကိုဘိုးဘွားပိုင်အိမ်ရောင်းခိုင်းပြီးအကျွေးဆက်ခိုင်းဖို့ကြံစီနေပေမဲ့လူငယ်လေးကငွေ2 သိန်းကိုချက်ချင်းထုတ်ပေးလိုက်ပြီးအားလုံးကိုအိမ်ထဲကထွက်သွားဖို့ပြောလိုက်တယ်။အဲ့ဒီအချိန်မှာပဲသူထေးလေးတွန့်လျှောက်ကအိမ်ထဲကိုဝင်လာခဲ့ပြီးဇနီးဟောင်းကဒီလူနဲ့အကြာကြီးကလေးကဖောက်ပြန်နေခဲ့ကလူငယ်လေးရဲ့ပိုင်ဆိုင်မှုတွေကိုခိုးစားနေခဲ့မှန်းသိလိုက်ရတယ်။သူတို့နှစ်ယောက်ကလူငယ်လေးကိုတဝကြီးစော်ကားမော်ကားပြောဆိုပြီးမှမောင်မာနဲ့ထွက်သွားကြတယ်။လူငယ်လေးကတော့ဒီနေ့ခံလိုက်ရတဲ့အဆက်ကွဲမှုကိုနောက်တစ်ချိန်မှာဆက်ပြန်ပေးဆက်စေရမယ်လို့ကြိမ်ဆိုလိုက်တယ်။အဲ့ဒီအချိန်မှာပဲယတနာရှာဖွေရေးစနစ်ကဘိုးဘွားပိုင်အိမ်ရဲ့မြေအောက်မှာယတနာရှိနေတယ်လို့အချက်ပေးခဲ့တယ်။သူကချက်ချင်းပဲမြေကြီးကိုတူးလိုက်တဲ့အခါမှာတော့တိုင်းကျန်းတစ်ဆောင်ကိုတွေးလိုက်ရတယ်။ဒါပေမဲ့အဲ့ဒီကျန်းကိုဖွင့်ကြည့်လိုက်တော့ဘာစာသားမှမရှိနေတာကိုတွေးလိုက်ရတယ်။စနစ်ကနေဒါဟာစာသားမပါတဲ့နတ်ဖျားကျန်းစာဖြစ်ပြီးသွေးနဲ့အတိအမှတ်ပြုမှရမယ်လို့ရှင်းပြခဲ့တယ်။ဒါကြောင့်သူကလက်ချောင်းကိုကိုက်ပြီးသွေးတစ်ဆက်ချလိုက်တဲ့အခါမှာတော့ကျန်းစာကသူ့လိုစာမျက်နှာတွေလန့်သွားပြီးနားလည်ရခက်တဲ့သင်္ကေတတွေဟာလူငယ်လေးရဲ့ဉာဏ်ထဲကိုစီးဝင်သွားခဲ့တယ်။ပညာရက်တွေအကုန်လဲပြောင်းပြီးတဲ့အခါမှာတော့ကျန်းစာကပျောက်ကွယ်သွားပြီးလူငယ်လေးကသူ့ကိုယ်ထဲမှာထူးဆန်းတဲ့အစွမ်းတွေရှိနေတာကိုခံစားလိုက်ရတယ်။သူကလက်ဝါးနဲ့တစ်ချက်ပုတ်လိုက်ုံနဲ့တင်အနီးနားကရေစီကြီးဟာအပိုင်းပိုင်းဆော့ဆော့ကွဲထွက်သွားခဲ့တယ်။အန်သားစရာတွေကတစ်ခုပြီးတစ်ခုရောက်လာပြီးစနစ်ကမြေအောက်မှာနောက်ထပ်ယတနာရှိသေးတယ်လို့အချက်ပေးပြန်တယ်။လူငယ်လေးကညနေတဲ့အထိထပ်တူးလိုက်တဲ့အခါမှာတော့စိမ့်ဖန့်လင်းရောင်တွေထွက်လာပြီးယတနာကိုတူးဖော်နိုင်ခဲ့တယ်။စနစ်ရဲ့ဖော်ပြချက်အရဒါဟာ9 ကီလိုဂရမ်ရှိတဲ့အဆင့်မြင့်ဆုံးဧကရာစိမ့်ကြောက်စိမ့်တုံးကြီးဖြစ်နေတယ်။သူဟာစိတ်လှုပ်ရှားစွာနဲ့အဲ့ဒီကြောက်တုံးကိုသုံးပြီးဆိုင်ကယ်ပေါ်တင်ပြီးချင်းရှိယတနာဆိုင်ကိုညာတွင်းချင်းယူသွားခဲ့တယ်။ဆိုင်ရှင်မလေးကဒီလောက်ကြီးမားတဲ့ဧကရာစိမ့်တုံးကြီးကိုမြင်လိုက်တဲ့အခါမှာအယမ်းလန့်သွားပြီးဒီလူငယ်ကတာမန်လူမဟုတ်မှန်းသိသွားခဲ့တယ်